ဒီ CEO ကြီးကသူအရန်ချရတဲ့မိန်းကလေးတယောက်တခြားလူတယောက်ရဲ့အနမ်းကိုခံယူနေတာကိုငေးကြည့်နေခဲ့ရပါတယ်သူရန်ထဲမှာအရန်ကိုနာကျင်လို့အသက်ရှူရတာတောင်ခက်ခဲနေခဲ့တာပါဟိုရန်စုံကရှူလိုင်ကိုဆဲနေချောချအောင်တိတ်တိတ်ဆိတ်ဆောက်ရှောက်လာခဲ့ပြီးမြဲသူမကတော့တခါမှသူ့ဘက်ကိုလှည့်မကြည့်ခဲ့ပါဘူးဒီအကြောင်းတွေကိုတွေးမိလေသူပို့ပြီးမကျေနပ်နိုင်လေဖြစ်နေပါတယ်ဒါကြောင့်အရက်ရဲ့အချိန်နဲ့အာတင်းတီရှူလိုင်ကိုတွားထွေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ထူးဆန်းတဲ့အတီးအမှုတွေကသူမကိုအလွန်အမင်းကြောက်လန့်သွားစေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူမရဲ့အရင်ဆုံးသူငယ်ချင်းတယောက်ကသူမကိုအခြေရင်းနဲ့ပတ်သက်ပြီးဖွင့်ပြလာမယ်လို့ရှူလိုင်တခါမှမသိထားခဲ့မိလို့ပါရှူလိုင်ကတော့ဘာလို့ရမှမသိအောင်အားတင်းသွားခဲ့ရပါတယ်သူမမြင်နေတာကလွန်ခဲ့တဲ့10နှစ်ကငလျင်လုံတုံးကဂျင်းရှီချွမ်သူမကိုအပြည့်စည်တဲ့ဂျာကနေဆွဲထွက်ပြေးခဲ့တဲ့အကြောင်းအရာတစ်ခုတည်းပါသူမသိခဲ့တာကတော့လူတိုင်းထွက်ပြေးနေကြတဲ့အချိန်မှာသူမစီကိုအသက်ဆုံးပြေးလာခဲ့တဲ့နောက်ထပ်လူတစ်ယောက်ရှိနေခဲ့တာပါဟိုရန်စုံကသူ့အချစ်ကိုဖွင့်ပြဖို့အချင်းခါကောင်းကိုစောင့်နေခဲ့ပြီးမြဲနောက်ဆုံးမှာတော့သူမကဂျင်းရှီချွမ်ကိုပဲစိတ်ဝင်စားသွားတာကိုကြည့်နေခဲ့ရပါတယ်အခုတော့သူစောစောကလေးကဖွင့်မပြောခဲ့မိတဲ့အတွက်နောက်တာရောနေချပါတယ်သူမကိုဖတ်ဖို့စူးစမ်းပြီးမြဲသူမရဲ့ဘားရိုက်ချက်ကောင်းပဲလက်တွေ့လောက်ကထဲကိုပြန်ရောက်လာခဲ့ရပါတယ်သူလုံနိုင်တာကတော့ဒီခါတီးတဲ့ခန်းစားချက်ကိုမျိုးသိပ်ပြီးထပ်သွားဖို့ပါပဲဒါပေမဲ့ရှူလိုင်ကတော့အဖြစ်ရှိသူတို့ခန်းစားနေရပါတယ်သူမကဟိုရန်ဆုံးရဲ့စေတနာတွေကိုဆက်ပြီးလက်မခံနိုင်တော့တဲ့အတွက်သူခန်းစားချက်တွေကိုပြန်လည်ပြင်ဆင်နိုင်တဲ့အထိအဆက်အသွယ်ဖြတ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်ရှူလိုင်ကိုပြန်ရဖို့အသေးစမ်းဖြစ်နေတဲ့ဟိုရန်ဆုံးကတော့သူအစင်ပြေးသွားပြီလို့သူမယုံကြည်အောင်ရီစာအတူတယောက်ကိုငှားလိုက်ပါတယ်သူ့ရဲ့ရီစာအတူနဲ့အတူအင်တာဗျူးအစီအစဉ်တစ်ခုမှတော့ပါဝင်ခဲ့ပါတယ်အဲ့ဒီအစီအစဉ်မှာတဲ့ထူးချွန်တဲ့လူငယ်ကူးဆွဲအထက်ဂျင်ရှီချွမ်ကလည်းပါဝင်နေတာပါရှီချွမ်ကတော့အစီအစဉ်တစ်လျှောက်လုံးမှာမျက်နှာထားတီးတီးနဲ့ပဲထိုင်နေခဲ့ပြီးသူမြင်ခဲ့ရတဲ့အရာတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်နေပုံပါပဲရှူလိုင်ရဲ့လှုပ်ဖော်ကွိုင်းတွေကဟိုရန်ဆုံးကသူမရဲ့ရီစာဖြစ်တယ်လို့ပြောတာကိုသူကြားလိုက်ရလာကိုပြန်တွေးမိနေပါတယ်အခုဆိုရင်သူတို့နှစ်ယောက်ကြားမှာတစ်ခုခုရှိနေတယ်လို့သူပို့ပြီးယုံကြည်သွားခဲ့ပါတယ်မိသားစိတ်ကန်းကိုပြန်ရောက်တဲ့အခါသူစိတ်ဓာတ်ကြပြီးအခန်းထဲမှာပဲထိုင်နေခဲ့ပါတယ်အစီအစဉ်ထုတ်လွှင့်တည်တယ်နော်သူ့အဖွေးစားတွေကဟိုရန်စုံကိုချီးကျူးကြတဲ့အခါရှီချွမ်ရဲ့စိတ်တွေပို့ပြီးမကောင်းဖြစ်သွားရပါတယ်သူအစားစောက်ပြက်ပြီးပင်အားနဲ့သူဘာလို့ရမှမသိပဲထိုင်နေမိပါတယ်ရှူလိုင်ကစိုးရင်ပြီးအချိန်ဖုန်းခေါ်ပြီးမှဘယ်သူမှမကင်ခဲ့ပါဘူးဒါနဲ့ပဲသူမခွင့်ယူပြီးစကန်းကိုတန်းပေးသွားခဲ့ပါတယ်ဂျင်ရှီချွမ်ကသူမကိုမြင်တာနဲ့လွှဲထွက်သွားပါတယ်ဘာဖြစ်မှမသိတဲ့ရှူလိုင်ကသူ့နောက်ကိုလိုက်သွားပြီးဘာလို့စိတ်ဆိုးနေတာလဲလို့မေးပါတယ်ဒါပေမဲ့သူကတော့မျက်နှာကိုတီးထားပြီးဘာမှပြန်မပြောခဲ့ပါဘူးရှူလိုင်ချီတော့ကိုမတော်ဆလိန်သွားတဲ့အချိန်မှာပဲသူစိုးရင်တကြီးနဲ့ပြေးလာခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုအဆုံးချပြီးရှူလိုင်ပါသူ့ကိုထပ်မေးလိုက်ပါတယ်သူမဟိုရန်စုံကိုလက်ထပ်မှာလာလို့မေးခဲ့ပါတယ်ရှူလိုင်ကတော့သူတို့ကတငယ်ချင်းတွေသားချစ်ချောင်းရှင်းပြပြီးညှင်းဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအထင်မြင်လွဲမှားမှုတွေပျောက်ကွယ်သွားတော့ပါပဲသူ့ဇနီးကမိသက်တမဖြစ်တဲ့ခင်မွန်ဖြစ်သူကိုနောက်ဆုံးအကြိမ်ဖြစ်တွေးခွင့်ရဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဂျင်းရှီချွမ်ကတော့ခွဲစိတ်ခန်းတကားဝမှာကြောက်ရွံ့လို့ရပ်နေပြီးဒီအမျိုးသမီးကိုနောက်ဆုံးအကြိမ်တွေးခွင့်မပေးဘဲတားဆီးထားခဲ့တာပါဇန်ချိုရဲ့ရင်ကွဲမတန်ငိုကြွေးတန်တွေကပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျင်းရှီချွမ်ကလည်းသူ့နှလုံးသားတစ်ခုလုံးအပိုင်းပိုင်းအဆက်ဆက်ကွဲကြေးသွားတယ်လို့ခန်းစားခဲ့ရတာပါသူအခုလိုလောက်ရတဲ့အကြောင်းရင်းကတော့တာဝန်တစ်ခုထမ်းဆောင်နေတော့မှသူ့ရဲဘော်ရဲဘက်ကသူ့အသက်ကိုကယ်တင်ဟဲလို့ပါပဲအဲ့ဒီလိုကယ်တင်ရင်းနဲ့ပဲအဲ့ဒီလူဟာတကူလုံးမှတ်မိယုံတောင်းရှိတော့ပဲမီးလောင်ကျွမ်းသွားခဲ့ပါတယ်သူ့ဇနီးကသူ့ကိုအကောင်းဆုံးပုံစံနဲ့ပဲမှတ်မိစေချင်တာကြောင့်တေခါနီမှာဂျင်းရှီချွမ်ကိုသူမကိုကျွန်တော်ရဲ့ဒီလိုပုံစံမျိုးမမြင်ပါစေနဲ့လို့နောက်ဆုံးစကားမှာချသွားခဲ့တာပါခင်မွန်တီသူရဲ့တေဆုံးမှုကိုရင်ဆိုင်လိုက်ရတဲ့ဒီဇနီးတယ်မှာတော့အဆုံးစုံတော့စိတ်ပြစ်အားငယ်မှုတွေပဲကြံရည်ခဲ့ပါတယ်ဒါကြောင့်လေဖြစ်ပျက်ခဲ့သမျှကိုသူမဘလို့မှလက်မခံနိုင်ခဲ့ပါဘူးသူမရဲ့နှလုံးသားထဲမှာဂျင်းရှီချွမ်အကွာတော့သူမရဲ့ခင်မုံဖန်ဟွိုက်အပေါ်မှာပါနားချင်းချက်တွေနဲ့ပြည့်နှံနေခဲ့တာပါဂျန်ချိုးကရွှေလိုက်ကိုသူ့အကြောင်းစုံကိုပြောပြခဲ့ပါတယ်မိသက်သမားတယောက်နဲ့လက်ထပ်မဲဆိုရင်ရင်ဆိုင်ရမယ့်တာဝန်တွေနဲ့နောက်ဆက်တွဲရလက်တွေကိုတေချာစဉ်းစားစေခြင်းတဲ့သဘောနဲ့ပြောပြလိုက်တာပါဂျင်းရှီချွမ်ကဖန်ဟွိုက်ရဲ့မိဘတွေစီကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်သူတို့ကဂျန်ချိုးဟာစိတ်ထားကောင်းတဲ့မိန်းကလေးဆိုတာသိကြပါတယ်ဒါပေမဲ့ဖန်ဟွိုက်ဆုံးသွားတာလည်းကြားပြီးဖြစ်လို့သူမအနေနဲ့အတိတ်ကိုမေ့ပြောက်ပြီးမိသားစုအသစ်တစ်ခုနဲ့ဘဝအသစ်ကိုစတင်စေချင်နေကြတာပါဘိုးဘွားရိတ်သားတန်းနေထွက်လာတဲ့အခါမှာတော့ဂျင်းရှီချွမ်ဟာနာကျင်စရာအတိတ်တွေထဲမှာနစ်မွနေခဲ့ပါတယ်ဖန်ဟွိုက်ရဲ့ထေဆုံးမှုကသူ့အပေါ်မှာအခုထိကြီးမားတဲ့ဝန်းထုတ်ဝင်ပိုးတစ်ခုလို့ဖိစီးနေတော့ပါပဲမီးစက်စခန်းကိုပြန်ရောက်တဲ့အခါမှာတော့မိုးတွေစရွာလာပါတော့တယ်ဂျင်းရှီချွမ်ကတော့တယောက်တည်းလမ်းပြောင်းနေတယ်လို့မျိုးမိုးထဲမှာရှောက်လန့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရွှေလိုက်ကထီးတစ်ချောင်းနဲ့သူ့နောက်ကနေရောက်လာခဲ့ပါတယ်သူမကဂျင်းရှီချွမ်နဲ့ဖန်ဟွိုက်တို့ခြားကအကြောင်းအရာအလုံးကိုတီးပြီးသားဖြစ်ကြောင်းပြောပြလိုက်ပါတယ်အတိတ်တွေကိုမေ့ပြတ်ပြီးကိုအဖြစ်တင်နေတာတွေကိုရက်တန့်ဖို့လဲသူမကမျှော်လင့်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂျင်းချီချွမ်ကမိုးရီတွေဆွဲရွေးနေတဲ့ရွှေလိုက်ကိုသူ့ရဲ့အိတ်ဆောင်စီခေါ်သွားပြီးလဲလံဖို့အတတ်သူ့ရဲ့အဝတ်တစားတချို့ပေးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဘောင်းဘီတွေကဒီမိန်းကလေးအတွက်အရင်ကြီးနေတာကြောင့်ဝဲလို့မရခဲ့ပါဘူးသူတကားဖွင့်လိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တော်တော်လေးအံ့အားသင့်သွားခဲ့ပါတယ်